ကျွန်တော်နာမည်ကတော့ဝုံမွန်ပါပေါ့နော်ဇွန်နာမည်ကတော့လိုက်သွေးဒါမဲ့ဒီနေ့ဘယ်ကနေလာလဲဆိုတော့ဆောင်ကနေလာတာဖြစ်ပါတယ်ဘာမြလဲပေါ့ကြည်ပြီးကြပါဒီအချစ်ကလိုက်လုပ်ပြီးတာလားလိုက်လူပြီးတာပြီးဒီစားခဲ့တယ်နော်သူတို့ဘယ်လိုတဘောနဲ့စီးတာလဲမသိဘူးဒါပေမဲ့ကျွန်တော်တော့2025မှာတော့အချစ်နဲ့တိုင်ပန်နေတယ်အမေရန်အချစ်ထဲမှာပဲလဲနေတယ်ပေါ့နော်ချစ်ချင်းမိတာဖြစ်လိုက်အခုအချစ်ကိုလိုက်တော့မလို့မလိုက်တော့မလို့ဖြစ်နေတယ်ဒီဟာကအချစ်ကလိုက်လုပ်ပြီးတာလားဒါမှမဟုတ်ပြီးလုပ်လိုက်တာလားဖြစ်လိမ့်မယ်ပေါ့နော်ကျွန်တော်ကဒီခေါင်းရှင်လုပ်ပြောမလားမိခွန်လုပ်ပြောမလားဒီဟာနဲ့ဆိုရင်အချစ်လဲမလိုက်ဘူးပေါ့နော်အလိုက်လဲမခံဘူးတော့တိတ်ဖြီစင်းဖို့ခဲ့တယ်ပေါ့နော်ဒီဟာကတခါတလေကျွန်တော်တို့ဒီတိုင်းပဲနေနဲ့ဘယ်သူမှမလိုက်ရင်ကိုယ်လည်းမပြီးပါဘူးနော်ဒီဆရာလည်းမရှိဘူးဒါပေမဲ့ဥမာစစ်သားတွေလာနေတယ်ဆိုပြီးပြောတဲ့သူရှင်တော့ကိုကလိုက်ပြီးဖို့ပဲအဲ့ဒါကြောင့်ပထမဆုံးပြောချင်တာကလိုက်တဲ့သူရှိမှပြီးသွားတာပေါ့နော်အရင်ပြီးတော့တယောက်ဥမာစပတ်တုံပြီးနေတယ်လိုက်ကြစုမဟုတ်ပဲနဲ့နောက်ကနေလိုက်နေကြတဲ့ဖမ်းလို့ရှင်ဟွာဖြစ်မယ်ဆိုပြီးကျွန်တော်ပြီးနေကြတယ်ပေါ့နော်အဲ့လိုမျိုးရင်ဆုံးပြောချင်တယ်တခါတလေအခြားအမြင်ဘစ်ကနေပြောမယ်ဆိုရင်ကိုပုံကိုကြည့်ဖို့ခုနအရန်စိတ်လို့ရှာအခုတွေ့လိုက်တော့ထင်ထားတာချက်ပူချောတယ်ပေါ့နော်ဒီနေ့ကောင်းစင်နေဆိုရင်ကျွန်တော်မင်္ဂလိဖြစ်လို့ကတော့လိုက်လောက်တယ်ဒါပေမဲ့မလိုက်ပါနဲ့နော်ကျွန်တော်မပြီးနိုင်ဘူးပစူလီနဲ့ဆိုပြီးလို့ကိုမရတာဒီလိုဖြစ်အဲ့ဒါကြောင့်ဒီနေ့ပစူလီနဲ့လာတာလဲမပြီးနိုင်တဲ့အကြောင်းပေါ့နော်ပေါ်ပြချင်လိုက်တဲ့အကြောင်းတကောက်မလိုက်ပါနဲ့ခုနဆက်ပြောမယ်ဆိုရင်ပေါ့နော်တခါတလေအခြားဘက်နဲ့ကြည့်လို့ရှင်တကယ်ကိုချစ်တဲ့သူတယောက်အတွက်ကျွန်တော်တို့ပြီးနေရတယ်သူလိုချင်တဲ့ရလို့ပြီးနေရတယ်သူလိုချင်တဲ့တိုင်းနေပြီးရတယ်နော်ဘယ်လောက်ခက်ခဲမလဲအဲ့ဒါကကိုသူ့ကိုချစ်တယ်လို့ပြောပြီးတော့သူပြောတဲ့တိုင်းလို့တာကတကယ်ကျွန်တော်မြင်မှာတော့အချစ်မဟုတ်ဘူးပေါ့နော်ကျွန်တော်ကိုလိုက်တာတဲ့ကျွန်တော်နဲ့အတူရက်ပြီးတော့အတူတွားတာအတူပြီးတာမှတကယ်အချစ်စစ်လို့ကျွန်တော်မြင်ပါတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီမှာရှိတဲ့သူတွေလည်းကြည်ရတာဇုတ်ကလည်းအလိုက်မခံတော့ဘူးအဲ့ဒါကြောင့်ဒီနေ့ကနေစပြီးတော့လိုက်ဖို့လဲမတူစားနိုင်ဘူးပေါ့နောက်ပေမဲ့အတူတွားဖို့ပေါ့နော်ချစ်ဆိုတာကတယောက်ကလိုက်တယောက်ကပြီးနေတယ်တယောက်ကလိုက်တယ်ဆိုတော့အဲ့ဒါမဟုတ်တော့ဘူးအဲ့ဒါကြောင့်အခြားဖြစ်နေပြောရင်တော့ဘယ်သူမှမလိုက်ရင်မပြီးဘူးဒါမဲ့အခြားဖြစ်နေပြောရင်တော့အတူတွားဖို့ဖြစ်တယ်ပေါ့နော်ကိုရရရှင်းစားပေါ့နော်ကျွန်တော်ကတကောက်လိုက်နေတဲ့သူလားဒါမှမဟုတ်အလိုက်ခံနေတဲ့သူလားကျွန်တော်ကတော့အလိုက်ခံနေတဲ့မှာပါချင်တယ်ပေါ့နော်ဒါမဲ့တီးတဲ့တိုင်းပဲဘယ်နာလူလဲတော့မတီးဘူးပေါ့နော်အဲ့ဒါကြောင့်ဘယ်သူမှလည်းမလိုက်နိုင်ရင်လည်းအတူတူသွားပေါ့နော်အဲ့ဒါပြောချင်ပါတယ်ခေအားလုံးကျေးဇူးတင်ပါတယ်